အေးခံခြင်း water or wine quenching ဆိုတာကပူနေတဲ့ပစ္စည်းကိုမိဘကထုတ်ပြီးတော့ water quenching ဆိုရင်ရေပုံးနဲ့ထည့်လိုက်မယ် wine quenching ဆိုရင်စီထဲကိုထည့်လိုက်မယ် heat treatment လုပ်နည်းအမျိုးမျိုးကိုမပြောပြခင်မှာ heat treatment တစ်ခုလုပ်ရင်ပြည့်စုံရမယ့်အင်္ဂါရပ်အဆင့်30ကိုအရင်နားလည်ထားဖို့လိုပါမယ်ပထမအဆင့်ကတော့ heating up အပူပေးခြင်းဒုတိယအဆင့်ကတော့ soaking or holding အပူထိန်းခြင်းတတိယအဆင့်ကတော့ cooling အေးခံခြင်းဆိုတဲ့အဆင့်30ရှိပါတယ်ပထမအဆင့်အပူပေးခြင်း heating up လုပ်ရမှာအပူလန့်ကွဲအပ်ခြင်း thermal shock မဖြစ်အောင် up to 300 degree centigrade အထိကိုတနာရီမှာ150 degree centigrade နှုန်းနဲ့အပူပေးရပါမယ်အပူပေးနှုန်းနည်းနည်းနဲ့ပေးထားခြင်းကြောင့် heat treatment လုပ်မဲ့ပစ္စည်းတစ်ခုလုံးဟာအပူချိန်ညီညီမျှမျှ homogeneous temperature ကိုရစေမှာဖြစ်ပါတယ်အတွင်းဒဏ်ဖြစ်ခြင်း internal stress အတွင်းပိုင်းအကွဲခြင်း internal crack အဲ့ဒါတွေမဖြစ်အောင်တားဆီးနိုင်မှာဖြစ်ပါတယ်အဲ့ဒီနောက်မှာ soaking holding temperature အထိရောက်အောင်တနာရီကို300 to 400 degree centigrade နဲ့သွားလို့ရပါတယ်ဒုတိယအဆင့်အပူထိန်းခြင်း soaking or holding temperature ကိုပြုလုပ်မဲ့ carbon contact ပေါ်မူတည်ပြီးတော့ austenite region ကို completely ရောက်အောင်အပူပေးရပါမယ်ပုံမှန်အားဖြင့်တော့800 degree centigrade ကနေပြီးတော့900 degree centigrade အထိရောက်အောင်အပူပေးရပါမယ်အဲ့ဒါကလည်း soaking temperature ကိုတွက်တဲ့ချိန်မှာ heat treatment လုပ်မဲ့ပစ္စည်းရဲ့ carbon contact ပေါ်မှာမူတည်ပြီးတော့တွက်ယူရမှာဖြစ်ပါတယ်ဒါမှအရက်သုံးအနေနဲ့ကတော့ပစ္စည်းရဲ့အပူအယောင်ဟာ cherry red color တန်းလာတဲ့အထိပေးရမှာဖြစ်ပါတယ်အဲ့ဒီအပူချိန်မှာ soaking time တစ်ခုကိုထားရပါမယ်အဲ့ဒီ soaking time အတော်အတွင်းမှာ soaking temperature plus or minus 10 degree အတွင်းမှာထိန်းထားမှာဖြစ်ပါတယ်ဒီတွက်ချက်နည်းတွေအကုန်လုံးအများသောအားဖြင့် carbon steel တွေအတွက်ပဲဖြစ်တယ် alloy steel တွေကြာရင်တော့ soaking temperature နည်းနည်းပိုပြီးတော့မြင့်နိုင်ပါတယ် soaking or holding time ကိုအကြမ်းအားဖြင့်ကိုပြုလုပ်မဲ့ပစ္စည်းရဲ့ thickness 1 inch ရှိမယ်ဆိုရင် holding time က1 hour ထားမှာဖြစ်ပါတယ် thickness 1 inch per hour ပေါ့အထူးတစ်လက်မရှိတဲ့ပစ္စည်းအတွက်ကိုတနာရီ holding လုပ်ထားမှာဖြစ်ပါတယ် soaking time is equal to thickness millimeter divided by 25 multiply 60 minute ဒီ formula နဲ့လည်းတွက်နိုင်ပါတယ် soaking time နည်းပြီးတော့မလုံလောက်ဘူးဆိုရင်ပစ္စည်းရဲ့အတွင်းပိုင်းအပူညီမျှစွာမရလို့ hardness ကောင်းကောင်းမရနိုင်ဘူးsoaking time temperature များလုံးပြန်ရင်လည်း internal grain size တွေကကြီးသွားတာမို့ကို heat treatment လုပ်မဲ့ပစ္စည်းဟာ strength ကျသွားစေမှာဖြစ်တယ်တတိယအဆင့်အေးခံခြင်း cooling ဟာလိုချင်တဲ့အရေးအသွေးရဖို့အတွက်အရေးအကြီးဆုံးအဆင့်ဖြစ်တယ်မိဖို့ထဲမှာအေးခံခြင်း annealing မိဖို့တွေကထုတ်ပြီးတော့သဘာဝလေထဲမှာအေးခံခြင်း normalizing ဖြည်းဖြည်းချင်းထိန်း၍အေးခံခြင်း control cooling တစ်ဖန်ပြန်အပူနှက်ခြင်း tempering အမြန်အေးခံခြင်း water or wine quenching ဆိုတာကပူနေတဲ့ပစ္စည်းကိုမိဘကထုတ်ပြီးတော့ water quenching ဆိုရင်ရေပုံးနဲ့ထည့်လိုက်မယ် wine quenching ဆိုရင်စီထဲကိုထည့်လိုက်မယ်အဲ့တော့ water quenching wine quenching ဆိုပြီးတော့အမြန်အေးခံခြင်းမှာရှိတယ်လိုချင်တဲ့အရည်အသွေးတွေရအောင်အေးခံနည်းအမျိုးမျိုးရှိပါတယ်အဲ့ဒီနည်းစနစ်တွေ cooling method တွေကိုနောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြမှာဖြစ်ပါတယ်